အားလုံးပဲမင်္ဂလာပါကျွန်တော်ခင်ဗျားတို့မိခွန်းလေးတစ်ခုကျွန်တော်မေးခြင်းတယ်လက်ရှိမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကထွန်းကားနေတော့မယ်လားဒါမှမဟုတ်ဗုဒ္ဓရဲ့သာသနာကကွယ်နေပြီလားပေါ့နော်ကျွန်တော်ဘာကြောင့်ဒီမိခွန်းလေးကိုမေးလဲဆိုတော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေးထိုက်တာလေးတွေပေါ့နော်ဒါလေးတွေတွေးမိအောင်လို့ကျွန်တော်ဒီခေါင်းစဉ်လေးနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်သွားခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာကကျွန်တော်ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ဒါပေမဲ့ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အလျောက်ကျွန်တော်တို့ဒီလူကြတန်းကြတယ်ပေါ့ဗျာ။ကုသိုလ်ကောင်းမှုကုသိုလ်ဌာနတွေလုပ်ကြတယ်။ဒါပေမဲ့လည်းလူတွေအားလုံးအခက်အခဲတွေနဲ့အဲ့လိုမျိုးတွေဖြစ်နေတယ်။ဒါပေမဲ့တချို့ကြတော့လေကျွန်တော်တို့ဒါဗုဒ္ဓဘာသာဆိုရင်ကျွန်တော်လွယ်မနေတဲ့အချက်ကလေးကိုလည်းကျွန်တော်မြင်ရတယ်။အဲ့တော့ဒီအချက်ကလေးတွေကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာဗုဒ္ဓသာသနာကထွန်းကားနေတော့မယ်လားဒါမှမဟုတ်သာသနာကွဲနေပြီလားဆိုတော့ကျွန်တော်တို့တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောမဲ့အကြောင်းအရာလေးကိုဆက်မသွားခင်မှာကျွန်တော်ကြိုးပြီးတော့အားလုံးကိုအတိပေးချင်တာကတော့ကျွန်တော်ဒီဒါကိုဘာသာရေးအနေနဲ့တိတ်ခါကြအောင်လို့တိုက်ခိုက်နေတာမျိုးမဟုတ်ဘူးကျွန်တော်အနေနဲ့လွယ်မှားနေတာလားကိုယ်အနေနဲ့ပြင်တင်လားဒါဆိုရင်တော့တကယ်ကျွန်တော်တို့ဗုဒ္ဓဟောတဲ့အယူအဆနဲ့တော့ကျွန်တော်တို့ဒီလမ်းကတခြားစီဖြစ်နေပြီကျွန်တော်ပြန်တဲ့တင်နေဘာဖြစ်လဲဆိုကျွန်တော်သာသနာမကွယ်အောင်ထိန်းရမယ်ဆိုတော့เนาะအကြောင်းတရားရှိတယ်လူကြီးရလည်းပြောဒါပေမဲ့ပြောနေရင်ကျွန်တော်သာသနာမကွယ်အောင်ထိန်းနေဆိုတော့မယ်တကယ်တမ်းသာသနာကိုဖြတ်နေတယ်လို့ဖြစ်နေတယ်เนาะအခုတကယ်တမ်းကျွန်တော်ဖះဟောတာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုခေါ်မလဲဗုဒ္ဓရဲ့ဒီဖះရဲ့သာသနာကိုเนาะဒီငါဖះရဲ့ဒီယဟန်နေနော်ဒီမာတုကမာတွေပေါ့နော်ကျွန်တော်တို့ပြောတော့ဒီဒါရကမာတွေကနေလွဲပြီးတော့ကျန်တဲ့လူကဖြတ်လို့မရဘူးเนาะအဲ့တော့ဒီဗုဒ္ဓရဲ့သာသနာကိုဖြတ်နိုင်တဲ့လူဒီအတွင်းလူပဲရှိတယ်ဟောတာအဲ့တော့ကျွန်တော်တို့လုံနေတဲ့လုံရက်တွေကလွဲနေပြီလားမှားနေပြီလားဒါလေးတွေကိုကျွန်တော်အကောင့်ဘက်ကနေမှလိုအပ်ရင်ပြုပြင်ပြောင်းလဲလို့ရအောင်လို့ပေါ့နော်ကျွန်တော်ပြောကိစ္စကိုတိုင်းပင်ဆွေးနွေးသွားတာဖြစ်ပါတယ်အဲ့တော့တော်တော်များများကတခုခုပြောလိုက်ရင်သာသနာကိုဟိုမကောင်းမြင်တယ်တို့တိုက်ခိုက်တယ်တို့တွေ့ရတခုခုဆိုကျွန်တော်ပြောချင်တာကလူတယောက်ကနေပြောလိုက်ပြီးဆိုတာ ਨੇ ဒီလူတယောက်ဒီကောင်းစေခြင်းလားဆိုးစေခြင်းလားဆိုတော့ကိုသိဖို့လိုတယ်။ပြောလိုက်တိုင်းကောင်းစေခြင်းလားဖြစ်နိုင်တယ်လို့ဆိုးစေခြင်းလားလည်းဖြစ်နိုင်တယ်။အဓိကတော့ပြောတဲ့လူကဆိုးစေခြင်းနဲ့စိတ်နဲ့ပြောအောင်တော့လက်ခံတဲ့လူကကောင်းတဲ့စိတ်နဲ့ငါ့ကိုကောင်းစေခြင်းမလားဆိုရင်အကောင်းဖြစ်သွားမှာပဲ။ပြောတဲ့သူကကောင်းစေခြင်းနဲ့စိတ်နဲ့ပြောတယ်ဒါပေမဲ့လက်ခံတဲ့လူကတကောင်ကတတ်မှတ်လုံနေတာဆိုပြီးအစိုးမြင်စိတ်နဲ့လက်ခံတာအစိုးပဲဒါလည်းကိုယ်တိုင်လည်းဖះကိုယ်တိုင်ကလည်းဒီလိုဟောတယ်ဒါလက်ခံသူနဲ့လည်းဆိုင်တယ်အာဟုတုဆိုတာကကိုကနေမှဒါကိုပြောလိုက်လို့ကောင်းစေခြင်းနဲ့စိတ်နဲ့ပြောလိုက်လို့တစ်ဖက်ကမကောင်းမှုထင်ရင်မကောင်းမှုဖြစ်သွားမယ်ကိုကတော့မကောင်းတဲ့စိတ်နဲ့ပြောပင်မယ်လေလက်ခံတဲ့လူကကောင်းတဲ့စိတ်နဲ့တွေ့ရင်ကောင်းတဲ့ဖြစ်သွားမှာဒီလိုသဘောကျွန်တော်တို့အဲ့တော့တခုခုဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောရမလဲကိုယ်တိုင်လေးလာအခုလူတယောက်ကနေမှဒီအကြောင်းအရာတခုပြောလိုက်ပြောပြီးဆိုကိုကနေမှဟုတ်ပြီလေးလာလိုက်တခုပြောဘာမှမလေးလာပဲနဲ့လူတယောက်ကိုပေါ့နော်ပြောရင်အပြစ်မြင်တဲ့စိတ်တခုတည်းနဲ့ကျွန်တော်တို့သွားလို့မရအောင်ကိုကပြောလိုက်တဲ့အကြောင်းအရာဟုတ်လားမှန်လားဒါဒီဖြစ်နေလားဒါဒီမှားနေလားမှန်နေလားကျွန်တော်ဖះကိုယ်တိုင်ကစင်ရင်ဆုံးဖြတ်ဖို့ကိုတွေးတော့ဆင်ခြင်ဖို့အတွက်တင်ပေးထားတာကျွန်တော်တို့အလကားမျက်စိပိတ်နာပိတ်နေခိုင်းနေတာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ကြိုးပြီးအတိပေးချင်တာပေါ့နော်ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်တောင်းမှာပေါ့နော်ဒါဘုရားဖြစ်တော့မှာပဲအမှားအလုံးကင်းသွားတယ်အာရအလုံးကိုကျွန်တော်တို့ထိုးထွင်းသိမြင်ပြီးအမှန်တရားကိုသိရပါတော့ဒီဘုရားမဖြစ်ခင်ကဒီကျင့်စဲကာလပေါ့ကျင့်စဲကာလမှာဆိုလဲအမှားယွင်းဖြစ်ခဲ့တာပဲကျွန်တော်တို့အားကြောင့်မို့လို့လဲ6နှစ်လောက်ကျင့်ယူခဲ့ရတယ်ပေါ့နော်တရားကိုအဲ့တော့ပြောချင်တဲ့သဘောကအခုဒါဗုဒ္ဓဘုရားမှာမဟုတ်ဘူးဒါကျွန်တော်ယဟန္တာအရှင်သူမြတ်တွေအကုန်လုံးကလေသူတို့ဒီအမှားလုပ်ခဲ့ကြတဲ့လူကြီးပဲအဲ့တော့အမှားမကင်းဘူးဘယ်သူမှလူတိုင်းဒီအမှားနဲ့မကင်းဘူးဒါပေမဲ့ပေါ့နော်ကျွန်တော်တို့တိုင်ပင်ဆွေးနွေးတဲ့အချိန်မှာဒုတိယရဲ့ဆုံးဖြတ်ချက်ဒီမှားယွင်းနိုင်တာရှိတယ်ကောင်းစေခြင်းတော့ပြောလိုက်တာပဲဒါမှားယွင်းနိုင်တာရှိတယ်တော့ဘာဖြစ်လဲဖះတောင်မှမြတ်စွာဘုရားရှင်တောင်မှဘယ်လိုခေါ်မလဲဖះဖြစ်သွားတော့မှအရာအလုံးအမှန်တိုင်းတရားအဲ့တိုင်ကြီးကတော့မှားခဲ့နေတာပဲဘဝတန်တရားမှာဘဝမှာပါရမီဖြည့်တယ်ဟိုတုန်းကလည်းဒါအမှားယွင်းလုပ်ခဲ့မိတယ်အမှားမကင်းခဲ့ဘူးเนาะဒါကြောင့်လည်းဒီအမှားကိုတောင်ဝေကားရပြီးတော့တရားရလေဟုတ်လားလူဆိုတာအရန်ကြီး perfect ဖြစ်သွားမယ်အမှားတစ်ခုမှမရှိဘူးဆိုရင်တော့ကျွန်တော်တို့
ဘယ်လိုပြောမလဲဘယ်လိုတရားရပါတော့မလဲတော့ကျွန်တော်တို့တန်ဝေကဆိုတာကအမှားနေယူရတာလေအများနဲ့မှန်နေတရားမယ်အဲကြောင့်ကျွန်တော်တို့ဖျားပွင့်တဲ့အချိန်ကိုပဲကြည့်ကြည့်လေဖျားမဇ္ဈိမပရိပရာနော်အရာအလုံးဒီအလှအလတ်လမ်းစဉ်သွားတယ်နောက်ပြီးစိုးခြင်းကောင်းခြင်းနော်အကုသိုလ်အကုသိုလ်ဒုံလွဲတဲ့ချိန်မှာဖျားပွင့်လို့ရတယ်ကုသိုလ်တွေကြီးပဲအကျိုးပေးနေတဲ့အချိန်မှာဖျားပွင့်လို့မရသလိုအကုသိုလ်တွေကြီးပဲဖြစ်နေတဲ့ခေတ်ကာလမှာလည်းဖျားပွင့်လို့မရဘူးဆိုပြီးတော့တောင်ပြောခဲ့သေးတာပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့လူရဲ့တတန်အသင်ချေဖြစ်နေတဲ့အချိန်မှာဒုက္ခဆိုတာဘာမှမသိဘူးအာဟုတုဆိုတာဘာမှမသိတဲ့အချိန်မှာဖះပွင့်လို့မရဘူးတရားဟောရင်ဘာဖြစ်တော့မလဲဖះဘယ်သူမှရှုံမှာမဟုတ်ဘူးဟာဘာတွေလာပြောနေရလဲပေါ့နော်ဒါတဘာဝပဲအဲ့လိုမျိုးပဲအရန်ကြီးဒုက္ခတွေဝဆင်းရဲတွေလုံးဝအဆိုးဆိုးခက်ဆိုးကြီးမှာပေါ့နော်လုံးဝဒုက္ခတွေကြီးပဲရှိရဲကုသိုလ်ဆိုတာဒါနပြောတော့ဘယ်လိုခေါ်မလဲချမ်းသာခြင်းဆိုတာဘာမှမသိဘူးဒုက္ခတွေကြီးပဲဖုံးလွှမ်းနေတဲ့အချိန်မှာလည်းကျွန်တော်တို့ဖះပွင့်လို့မရဘူးနော်ဒါတော့မှကျွန်တော်တို့လက်ရှိဘောဂေါရမမြတ်စွာဘုရားကလူတက်တန်းမော်နော်ဒီတရားဝင်ကျင်မှာတန်းကျန်တဲ့ဖရားတွေဆိုရင်လူတက်တန်း8000တော့တသိန်းတန်းတော့မှာပွင့်တယ်အဲ့ထက်ကြော်ပြီးဟိုနော်တက်တန်းပို့ပြီးတော့ရှည်တဲ့လူတွေကြတော့တရားဟောလို့မရတယ်လို့အဲ့ထက်ပို့ပြီးတော့တက်တန်းနေတဲ့လူတွေတရားမဟောလို့မရဘာကြောင့်လဲဆိုတော့ကုသိုလ်ကြီးပဲရှိနေရင်လေတရားမရတယ်လို့အာကုသိုလ်ကြီးပဲရှိနေတယ်တရားမရကုသိုလ်ရဲ့အာကုသိုလ်ရဲ့ဒွန်တွဲနေမှာကုသိုလ်ဆိုတာဒီလိုကောင်းတာလို့ဒီလိုကောင်းတာဖြစ်တယ်ဒီလိုဆိုးတာလို့ဒီလိုဆိုအဲ့တော့အကောင်းအဆိုးဒွန်တွဲမှာတန်ဝေကတရားရမယ်တန်ဝေကတရားရမှာဆိုတော့တရားကျင့်မှုဆိုတဲ့စိတ်ကိုဖြစ်စေတာလေနော်အဲ့ဒါကြောင့်တစ်ဖက်ဘက်ကပြောလိုက်တယ်ဆိုတိုင်းလည်းကျွန်တော်တို့ကအရန်ညိုတစ်ဖက်လူကိုပေါ့နော်ဖိနှင်းပြီးတော့ပြောဆိုနေတာတွေကတကယ်လည်းဗုဒ္ဓဘာသာတရားအနေနဲ့လည်းမလုပ်သင့်တော့ဘူးပြောရင်တော့အခုကျွန်တော်တို့ online မှာမြင်နေတာတခုခုပြောလိုက်ပြီးတော့ဖိပြောကြတယ်မင်းဘာဒီလို့လဲမင်းဘာကောင်လဲဘာလဲညာလဲမင်းအဲ့ဒီစဲမှာကျွန်တော်ပြောချင်တဲ့အကြောင်းကမင်းဗုဒ္ဓဘာသာမဟုတ်ဘူးလားဆိုတာကြီးလားတယ်အဲ့တော့တခုခုဆိုရင်ကျွန်တော်တို့ကပြောရင်ဗုဒ္ဓဘာသာမဟုတ်ဘူးလားဆိုတာနဲ့ကြိုင်ပေါက်တာဒါမျိုးတွေဒါအတိလဲကျွန်တော်ကဗုဒ္ဓဘာသာဟုတ်တာမဟုတ်တာနဲ့မဆိုင်ဒီခါလေးကျတော့မှားနေတဲ့အရာတခုကိုမှားကြောင်းကျွန်တော်တို့ပြောရမယ်လို့တော့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒါပေါ့နော်ဒါလေးကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးတယောက်နဲ့တယောက်ပေါ့နော်ကောင်းစေခြင်းလို့ပြောတယ်လို့အကောင်းမြင်စိတ်လေးနဲ့တွေးလိုက်တာအကုန်လုံးအတွက်ပို့ပြီးအကျိုးရှိမယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ဒါပြောပြချင်တာပေါ့နော်အဲ့တော့ကျွန်တော်ပြောမယ့်အကြောင်းအရာလေးကိုဆက်သွားလိုက်အောင်ပေါ့နော်အဲ့တော့စောစောကျွန်တော်ပြောသလိုပဲကျွန်တော်တို့နိုင်ငံမှာဗုဒ္ဓရဲ့သာသနာကွယ်နေပြီလားဆိုရင်တော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တော့ကွယ်နေပြီလို့ပဲမြင်တယ်ဘာကြောင့်ကျွန်တော်ဒီလိုပြောရလဲဆိုရင်ကျွန်တော်နောက်မှရှိရဲ့အချက်လက်လေးတွေနဲ့ကျွန်တော်ရှင်းပြသွားမယ်ခင်ဗျားတို့ဘယ်လိုမြင်မလဲမသိဘူးဒီအခုလက်ရှိအခြေအနေကိုမြောက်သာသနာထွန်းကားနေတယ်လို့မြင်ကောင်းမြင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ကတော့သာသနာကတော့ဆော့ပြောလို့လုံးဝကွယ်ပြောက်တာမဟုတ်ပေမဲ့တော်တော်များများတော့ကွယ်နေပြီလုံးဝမပြောက်သေးတာပဲရှိတယ်ကျွန်တော်တော့အဲ့လိုမြင်တယ်ဘာကြောင့်လုံးမပြောက်သေးလဲဆိုတော့ကျွန်တော်တို့ဥပမာပြောရရင်တင်းမှုစီရတော့ပေါ့သူ့အတွက်ဒီယဟနာဖြစ်ဖို့အတွက်သူအတီတရားရဖို့အတွက်သူ့အတွက်လိုရတဲ့စကားလေးကတစ်လုံးပဲသူဒီတစ်လုံးကိုကြားပြီးတော့သူတရားကျင့်ပေါ့လားအဲ့တော့လုံးကြီးမပြောက်သေးအခုတကယ်လည်းအခုကျွန်တော်တို့တကယ်ကျင့်ကြံနေတဲ့တကယ်ယဟနာဖြစ်နေတဲ့ပုဂ္ဂိုလ်ကြီးကြီးရတာကသူတို့အတွက်လိုအပ်တဲ့အပိုင်းကြီးတွေဒီအပိုင်းကြီးတွေပဲခြံထားတာအထီးပြင်းချင်းကြောက်တာမဒီလူကယဟနာဖြစ်တော့မဲ့ချိန်ဆိုသူနဲ့လိုရတဲ့အဲ့စကားလုံးနေပြီကျွန်တော်အမြင်ပေါ့နော်ဒါအလုပ်လေးကြံနေခဲ့တယ်ဒါလေးတို့ကြားမှဒီလိုတရားရမှာဒါလေးတို့တီးမှဒီလိုတရားရမှာဒါလေးတို့တီးမှသူဒီတရားကျင့်မှာစကျင့်မှာဒါနုလေးတွေပဲကြံခဲ့တာတကယ်လည်းညော့လုံးကြီးမပြောက်သေးတာပဲရှိတယ်ကိုယ်ကင်းတဲ့တော့ကတော့ကိုယ်နေပြီကြံခဲ့ဒီကြံခဲ့တဲ့အရာလေးရပါလဲဆိုသူနဲ့ကြွတ်တင်ကြွတ်ထိုက်တဲ့ဒီဟာကိုကြားပြီးပေါ့နော်ကြွတ်တင်ကြွတ်ထိုက်တဲ့လူတွေရှိနေဒီလို့ကျွန်တော်ဒီအဲ့အခုလက်ရှိဟာလေးတွေကြံနေတယ်လို့ဒါကျွန်တော်ရဲ့ထင်မြင်သုံးသက်ချက်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်အဲ့တော့ကျွန်တော်တို့ဖះဟိုးခဲ့တာရှိတယ်မို့လားကျွန်တော်တို့အဲ့ဖះဒီကစ္စကုတ်တောင်ပေါ်မှာသွားတဲ့ချိန်မှာတီတွေကြီးတွေ့တယ်လေအဲ့တီတွေကြီးတွေ့တဲ့ချိန်မှာဒီတီတွေကြီးကကျွန်တော်သာသနာနဲ့2600ကျရင်လူတွေဖြစ်လာပဲပေါ့နော်လူတွေဖြစ်လာပြီးဒီတီတွေတွေကနေမှအနှဲငယ်တော့သူသာလျင်ကျွန်တော်တို့ကျွတ်တန်းဝင်ပြီးတော့ကျန်တဲ့လူတွေရဲ့အကုန်လုံးဒီတီတွေကြီးဘဝရောက်မယ်ဆိုပြီးတော့ဖះဟောခဲ့တယ်အဲ့တော့ကျွန်တော်အဲ့မှာပြန်စဉ်းစားမယ်စောစောပြောလို့ပေါ့နော်ဒီတီတွေးထဲမှာအခုကျွန်တော်သာသနာ2600ရှိနေပြီအဲ့တော့ကျွန်တော်ဒီတီတွေးကြီးထဲမှာကျွန်တော်တို့ပါတယ်ဒါတွေးကြည့်လိုက်
နော်အဲ့တော့ကျွန်တော်တို့ကစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီ theory မှာအနှဲငယ်တာလေးကျွန်တော်ကျွတ်တန်းဝင်မယ်ဆိုဥမာဘယ်လိုလူမျိုးလဲဆိုခုလက်ရှိရဟန်းတာတွေပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုမဟာဗောဓိမန်စီယာတော်တို့ကျွန်တော်တို့ body တစ်ထောင်တို့ပြီးတော့ညောင်မင်းအိုင်တို့ကျွန်တော်တို့ပေါ့နော်ဒီရဟန်းတာဖြစ်သွားတဲ့ပုံကိုယ်တွေနောက်ပြီးတော့တချို့ကျကျင်ရင်တန်းတန်းနဲ့ဒါသောတာပန်တည်သွားတဲ့ပုံကိုယ်တွေရှိမှာပေါ့နော်ဒီလိုအချို့အနေငယ်ပဲအဲ့တော့ပြောရမယ်ဥပမာပြောရမယ်ဆိုကျွန်တော်မြစ်ထဲမှာရှိတဲ့တဲတောင်မြင့်ကြီးပေါ့ဗျာတဲတောင်မြင့်ကြီးတော့မှကျွန်တော်လက်ညှိုးလေးနဲ့ကလော်လိုက်ပါလာတဲ့တဲမုံလောက်ပဲကြွတန်းဝင်တော့မှကျန်တဲ့ဟာတွေအားလုံးကကျွန်တော်တို့ဒီတီတွေဘဝကိုပြန်ရောက်မယ်အဲ့တော့ဒါပေမဲ့အဲ့ချိန်မှာကြာရင်ဖះပြန်ရောက်မယ်ပြောရတာဘယ်တော့ကြုံမယ်ဆိုတာမဟုတ်ခဲ့ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကအခုကျွန်တော်တို့ဖះကိုပြင်မာလို့ငရဲမှာသွားခံနေရတဲ့ဒီဝဒတောင်မှာနောက်ကပါကြာရင်ကျွန်တော်တို့ပြန်ပြီးတော့ပစ္စည်းကဗုဒ္ဓဖြစ်မယ်ပေါ့နော်အဲ့တော့ဒီဝဒတောင်ဖះကိုပြင်မာခဲ့တဲ့ဒီဝဒတောင်နောက်ကပါမှာပစ္စည်းကဗုဒ္ဓဖြစ်မယ်ဒါပေမဲ့ဒီတီထွေးဘဝကိုရောက်သွားတဲ့သူတွေဘယ်တော့ကြွတန်းဝင်မယ်လို့ဖះမဟုတ်ခဲ့ဘူးအဲ့ကနေကစဉ်းစားကြည့်လိုက်ဒီတီထွေးပြဖြစ်မယ်သူတွေထဲမှာခမရတို့ကျွန်တော်တို့အကုန်ပါတယ်နော်ယဟန်တန်ကလူတွေအကုန်ပါတယ်အချို့တာဆော့ဆော့ပြောတယ်ဖះဟောလို့အနှင်းငယ်တာလေကြွတန်းဝင်မှာကျန်တဲ့ကျွန်တော်ရဟန်းတန်ကားတွေအကုန်လူတွေအကုန်ပါမှာဒီဘဝကိုပြန်ရောက်ကြဘာကြောင့်လဲအဲ့ကနေကကျွန်တော်စဉ်းစားမှာအခုကျွန်တော်တို့မှန်နေတယ်ဆိုပြီးထင်တဲ့အရာတွေကမှားနေလို့ပေါ့ဟုတ်တယ်မလားကျွန်တော်တို့မှန်တယ်ထင်ပြီးလုပ်နေတဲ့အရာတွေရှိမယ်ကျွန်တော်တို့မှန်တယ်ထင်ပြီးလုပ်မိလိုက်တဲ့အကုသိုလ်တွေရှိမယ်တိတိရက်နဲ့အကုသိုလ်မှန်တိရက်နဲ့လုပ်တာရှိတယ်အကုသိုလ်မှန်မဖြစ်ဘူးဒီအရာတွေမှန်တယ်ထင်ပြီးလုပ်နေတာတွေရှိတယ်ဒါတွေကြောင့်မို့ကျွန်တော်တို့ဒီဘဝကိုပြန်ရောက်တာပေါ့နော်အဲ့ဒါလေကျွန်တော်တို့ဒါဆက်တွေးပြီးတော့ကျွန်တော်တို့စဉ်းစားလို့ရတယ်အဲ့တော့ကျွန်တော်အဲ့လိုဒီအချက်ကလေးတွေကိုကျွန်တော်တည်တည်ချာချာလေးကျွန်တော်ထုံလုပ်ပြီးတော့ဖော်ပြသွားမှာဖြစ်ပါတယ်အဲ့တော့သာသနာကွယ်တယ်လို့ပြောလိုက်မယ်ဆိုရင်ကျွန်တော်တန်မှန်လူတွေထင်ကြမှာကပေါ့နော်ကျွန်တော်တို့လုံးဝတန်ဃာတော်တွေလုံးဝမရှိတော့ဘူးကျွန်တော်တို့ဒီဖျားဟွဲတရားတွေအကုန်ပျောက်ကွယ်သွားတယ်ဘာတစ်ခုမှမကြံတော့ဘဲနဲ့ဗုဒ္ဓဘာသာကြီးလုံးဝပျောက်ကွယ်သွားတယ်လို့ရှင်မဟုတ်ဘူးဒါလည်းဖြစ်ရှင်ဖြစ်လာနိုင်တဲ့တပိုင်းပေါ့နော်ဒါလုံးဝသာသနာကွယ်ဆိုပြီးတော့ဖြစ်နေဒါပေမဲ့နောက်တစ်ခုရှိတာကဘာလဲဆိုတော့ဘုရားဟောတရားတွေကိုကိုယ့်ရဲ့အတ္တကိုယ့်ရဲ့စန္နာကိုယ့်ရဲ့လောဘအတွက်အသုံးချလာတယ်ပြောရင်များဘုရားဟောကိုချိုးအတွက်အသုံးချတယ်ဒါမျိုးတွေလည်းသာသနာကွယ်ဒါပေမဲ့အဲ့မှန်ဘလို့အသုံးချလဲဆိုရင်ဘုရားဟောတဲ့အစစ်မှန်လူတွေလက်ခံတဲ့တရားလေးနည်းနည်းဟိုမှာနောက်မှာအဲ့ဒါကိုဖိပြီးတော့ကိုယ့်ရဲ့အတ္တဖြစ်ထွန်းအောင်လုပ်တာမျိုးနောက်ပြီးတော့ကျွန်တော်ဖះဟောတရားနဲ့ကိုလူတွေကကိုလိုင်းနာဖို့ထက်ဖះဟောတရားကိုအသုံးပြုပြီးသူများတစ်ဖက်တာကိုတိုက်ခိုက်တာလေဒါလည်းသာသနာကွယ်တာပဲပေါ့နော်ပြောရမယ်ဆိုအဲ့တော့သူတို့ဖះဟောတရားတော့အနေချင်းကြာမှာဒါပေမဲ့စစ်မှန်မှုကနည်းနည်းလေးပဲကြာမှာဗျာနောက်မှာကလူတွေကကိုယ့်ရဲ့အတ္တအတွက်ဒီဖះဟောလို့ဖះဟောလို့ဖះကပြောလို့ဖះကဒီလိုပြောတာဖះကဒီလိုဆုံးမတာဆိုပြင်လာကြတယ်ဖះဟောတရားအောင်ဖះဟောတာကတရားများတာမို့မေတ္တာထားဖို့ခေါ်မယ်ဆိုရင်သူတို့ကမဟုတ်သူတို့ရဲ့အတ္တအတွက်သူတို့ရဲ့ဖြစ်ခြင်းတဲ့ဆန္ဒအတွက်သူတို့လိုချင်တဲ့အရာအတွက်ဒီဖះဟောတဲ့တရားကိုလိုချင်တဲ့ပုံစံမျိုးပုံပြောင်းတယ်ပြောရင်တော့ဆေးလိုပဲအပွားနေမှာကျွန်တော်တို့အချိုရည်လေးအုပ်ပြီးအထဲမှာဒီမှာဆေးကခါတယ်ဗျာဒီလိုသဘောမျိုးဖះရဲ့စစ်မှန်တဲ့တရားအပေါ်ရန်လေးအုပ်ပြီးနောက်မှာသူတို့ရဲ့အတ္တကိုဖြစ်မြောက်ဖို့အတွက်ဆွဲယူပြီးတော့ကျွန်တော်တို့ပြောလာကြဒါဒီလက်သာသနာကွယ်တာပဲအဲ့တော့ဗုဒ္ဓသာသနာကွယ်မယ်ဆိုတာဒီပုံစံနဲ့ကွယ်တယ်အစစ်အမှန်မဟုတ်တော့ဘူးအစစ်အမှန်တရားမဟုတ်တော့ဘူးလိုအပ်တာတွေအတွက်သွားပြီးတော့သာသနာတစ်ခုအနေနဲ့ရှိသွားမယ်ဒါပေမဲ့ဖះဟောတရားအစစ်မှန်မဟုတ်တော့လူတွေကသူတို့အတ္တအတွက်ပြင်သုံးလာကြတယ်ဒါဒီလေသာသနာကွယ်ခြင်းအမျိုးအစားပဲအဲ့တော့ဘာကြောင့်ကျွန်တော်ဒီဟာကိုပြောလဲဆိုရင်နောက်ပိုင်းချက်တွေမှာတွေ့လာပါလိမ့်မယ်ကျွန်တော်ဘာကြောင့်ဒီစကားကိုပြောလဲဆိုတာပေါ့နော်အဲ့တော့ပထမအဆုံးအချက်အနေနဲ့ပြောရရင်ကျွန်တော်တို့မိဘနဲ့သားသမီးကြားမှာပေါ့ဘယ်ချက်လဲဆိုရင်တော့ကျွန်တော်တို့မိဘကျေးဇူးဆိုတဲ့အကြောင်းအရာပေါ့မိဘကျေးဇူးဆိုတဲ့အကြောင်းအရာဒီဖះဟောတရားအရာမှန်တယ်ကျွန်တော်တို့မိဘတီမွေးကျေးဇူးကြွေးကျေးဇူးရှိမယ်ကိုဟိုမှာမကြွေးခင်ရင်တော့မွေးရင်မွေးခဲ့တဲ့ကျေးဇူးရှိတယ်ဒါပေမဲ့အဲ့မွေးကျေးဇူးကိုမူတည်ပြီးမိဘတွေကဗာလဲဆိုတော့သူတို့အတ္တအတွက်အသုံးချတယ်အဲ့ဒါဘလို့အရာမျိုးလဲဆိုရင်တော့ဥပမာပြောရမယ်ဆိုရင်တာသမီတယောက်ကိုမိဘကနေမှာအခုကျွန်တော်တို့ဘလို့ဖြစ်ကြလဲဆိုရင်တော့နင်းဆရာဝန်ဖြစ်ရမယ်နင်းအင်ဂျင်နီယာဖြစ်ရမယ်
သူတို့ကဒါမှဖြစ်ရင်ကိုကဘာမှတုံးစာမရတော့တဲ့လူလို့ဘာမှအတုံးမကြတော့တဲ့လူလို့မိဘကျေးဇူးကိုပဲစော်ကားတယ်လို့ကျေးဇူးပဲကမ်းတယ်လို့မိဘကိုစိတ်ဆင်းရောက်မယ်လို့တို့လို့ဖြစ်သွားတကယ်တမ်းအဲ့ဒါကျွန်တော်တို့တိတိကျကျစဉ်းစားရမယ်အခုခေတ်ဖြစ်ပြန်နေတာပေါ့နော်မိဘတို့ဖြစ်ချင်တဲ့အတ္တတို့လိုချင်တဲ့အရာကိုပဲတို့ကမိဘကျေးဇူးဆိုတာ ਨੇ ကျွန်တော်တို့ဖုံးအုပ်လိုက်တယ်နောက်တစ်ခုကဘာနဲ့ဖုံးအုပ်လိုက်လဲဆိုစေတနာငါတို့ကဖြစ်စေချင်တာနင့်ကိုကောင်းစေချင်တာဆိုတဲ့အရာနဲ့ဖုံးအုပ်ပြလိုက်တယ်တကယ်တမ်းကအဲ့ဒါကတကယ်စစ်မှန်လားတကယ်မှန်ကန်လားဆိုတာကကျွန်တော်တို့တေချာဝေဖန်တဲ့ဝေဖန်တဲ့အော်တော်တော်များများကြည့်လိုက်ရင်တခုခုဆိုရင်ကျွန်တော်တို့ဘာမြင်ရလဲဆိုတော့မိဘနေမှာဆုံးမတယ်မရရင်ဘယ်သွားလဲဒီလားကျွန်တော်မကောင်းကြောင်းပို့ဆိုတဲ့စကားကြားဘူးတယ်မလားဘုန်းကြီးကြောင်းပို့တယ်ဆရာတော်ဖုံဖုံကြီးတပည့်တော်တာကိုဆုံးမပါအောင်တပည့်တော်သမီးကိုဆုံးမပါအောင်မိဘကဒီလောက်လှုပ်ပေးနေတာကိုမိဘစကားနားမထောင်ဘူးသူ့ကိုစာကြိုးစားစေချင်တာသူ့ဆရာဝန်ကြီးဖြစ်စေချင်တာမိဘစေတနာနဲ့လုပ်ဆိုတဲ့ပုံစံနဲ့သူတို့အဲ့ဒါဖြစ်မြောက်မလာရင်သူတို့ဘာဖြစ်သွားလဲဆိုဘုန်းကြီးကိုသွားပြီးအဖူးကတ်တယ်မြိုင်အဲ့မှာဖအေးနဲ့မအေးမှာအများဆုံးလုပ်တာအမေပဲအဖအေးတွေကဆုံးမတဲ့နောက်သူဟာသူဆုံးမလိုက်တယ်ဒါပေမဲ့အရန်ကြီးသားသမီးအပေါ် pressure မပေးဘူးဟိုဘယ်လိုခေါ်လဲဒုက္ခမပေးဘူးပြောရမယ်မအေးတွေကပို့လုပ်တယ်သူဆရာဝန်ကြီးဖြစ်စေဟုတ်ပြီကျွန်တော်အဲ့ဒါတေချာစောက်တာဆရာဝန်ကြီးဖြစ်စေချင်တိုင်းကျွန်တော်တို့ဖြစ်လို့ရအောင်လုပ်လို့ရလားကျွန်တော်လူတယောက်ရဲ့ကံတရားမရှိဘူးလားပေါ့နော်ဥပမာပြောရမယ်ဆိုဥပမာဒီကလေးဒီသူ့ရဲ့အတိတ်ကကုသိုလ်အကုသိုလ်နဲ့ဒီကလေးဒီဆရာဝန်ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ဆရာဝန်မဖြစ်ချင်မယ်မဖြစ်နိုင်ပေမဲ့သူ့ရဲ့ကုသိုလ်ကံဒီပြောရင်များပွဲစားလောကမှာတကယ်ကိုအတော်ဆုံးပွဲစားနဲ့ပတ်စံရှာနိုင်တဲ့လူဖြစ်ချင်လည်းဖြစ်မယ်စိုက်ပျိုးရေးလောကမှာတကယ်နဲ့ချမ်းသာမယ်လူလည်းဖြစ်ချင်ဖြစ်မယ်ပြောရင်သူ့ရဲ့အကြောင်းတရားသူ့ရဲ့ကံတရားဒီသူ့ရဲ့အတိတ်ဘဝမှာလာခဲ့ပြီးသားကိုဆရာဝန်ဖြစ်ချင်နိုင်ဖြစ်လို့မရဥပမာပြောရမယ်ဒီမိဘအနေနဲ့ကဘယ်လိုခေါ်မလဲသူ့ရဲ့စိတ်သူ့ရဲ့ခန္ဓာတောင်မှသူဖြစ်ချင်တယ်လို့ဖြစ်မလာဘူးလေတရားသဘောပဲစဉ်းစားကြည့်လိုက်ရင်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခန္ဓာတောင်မှကိုယ်တိုင်မပိုင်တဲ့အချိန်မှာကိုကတခြားလူရဲ့စိတ်တခြားလူရဲ့ခန္ဓာကိုငါဖြစ်ချင်တယ်လို့လုပ်ပင်ငါလိုချင်တာကိုလုပ်ပင်ငါဖြစ်ချင်တာကိုလုပ်ပင်ဆိုပြီးတွားပြီးအတင်းကြီးအစိုးကြီးအတင်းကြီးခိုင်းနေတယ်လို့ဖြစ်နေတယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုဘာနဲ့ဖုံးကွယ်လဲဆိုတော့စေတနာဆိုတာနဲ့ဖုံးကွယ်တယ်စေတနာတာမှန်ရင်ကျွန်တော်ဖရားလက်ထက်မှာကြည့်တယ်မိဘသားသမီးချစ်တယ်ဆိုပေမဲ့အဲ့လောက်ကြီးထိpressure မပေးဘူးတကယ်ဒါစေတနာမှန်ရင် pressure မပေးဘူးဒါပေမဲ့ဒါကိုတချို့တွေက complaint တယ်မဲ့ဒါကစေတနာဆိုစေတနာမှန်ရင်ဒီဘက်ခင်မှာမိဘမြတ်တာတကယ်မှန်ရင်သားသမီးဖြစ်တင်ဖြစ်ထိုက်တာသားသမီးလိုက်နိုင်တဲ့အရာကိုလုပ်ရမယ်မလိုက်နိုင်တဲ့အရာကိုလုပ်လို့မရဥပမာဒီသားသမီးဒီသူ့ရဲ့အတိတ်ဘဝအကုသိုလ်ကံကြောင့်ပြောမှတ်ဉာဏ်အားနေမယ်သူ့အနေနဲ့ဘလို့မှဆရာဝန်ဖြစ်နိုင်မှုအရေးချင်းမရှိဘူးအင်ဂျင်နီယာလည်းဖြစ်နိုင်တာပဲဆရာဝန်မဖြစ်နိုင်ပေမဲ့အင်ဂျင်နီယာဖြစ်နိုင်တယ်အင်ဂျင်နီယာမဖြစ်နိုင်ပေမဲ့လည်းတခြားနည်းနဲ့ပတ်စံရှာပြီးတော့ချမ်းသာနိုင်မယ်တကယ်လို့စိတ်ရဖို့ကံပိုင်လဲစိတ်ရမှာဘာမှလုပ်ပြီးလို့မရတဲ့အရာတခုအဲ့ဒါယုံငါဖြစ်ချင်တာဒါဟိုမှကွာလုံးမပင်ဘာဖြစ်သွားလဲဆိုဒါဆိုတပီးဆိုဖြစ်သွားရောမိဘစကားကိုနားမထောင်မိဘကိုစိတ်ဆင်းရအောင်လုပ်ဒီကောင်ကျေးဇူးကံတယ်ဆိုတကယ်တမ်းကပြောရရင်များဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့ငါတို့ဖားတို့တစ်ပင်တက်ခိုင်းတယ်လို့ဖြစ်နေတယ်ဟုတ်တယ်မလားမြောက်မို့တစ်ပင်တက်တယ်ဗျာစက်တက်မို့တစ်ပင်တက်တယ်ဖြစ်နိုင်သေးတယ်ဟုတ်လားကျွန်တော်ရေထဲမှာနေတယ်ငါ့ကိုတစ်ပင်တက်ခိုင်းတယ်လို့ဖြစ်နေပြီအဲ့ဒါကကြတော့ဘာနဲ့တူသွားတယ်ဆိုတော့လူတွေကအဲ့ဒါကိုအပွားနေဖုံးတာပါလေမိဘမြတ်တာဆိုတာနဲ့ဖုံးတယ်ကျေးဇူးတရားဆိုတာနဲ့ဖုံးတယ်မိဘကျေးဇူးမြတ်တကယ်တမ်းတရားသဘောနဲ့ရှင်းကြည့်လိုက်တရားသဘောနဲ့ရှင်းကြည့်လိုက်ရင်ဘာကိုတွေ့ရလဲဆိုတော့လူကသူ့ကံနဲ့သူလာတာကိုယ်ခန္ဓာကိုယ်တော့ကိုယ်မပိုင်ဘူးကိုယ်ခန္ဓာကိုယ်တော့ကိုယ်မပိုင်မင်းသူ့ရဲ့ဖြစ်ခြင်းနဲ့အတ္တကိုမဖြစ်လာလို့ဒီသားသမီးကိုဟိုတိုင်းဒီတော့ဘုန်းကြီးကိုတွားပြီးတော့အကူညီတောင်းဆရာတော်လောက်ပါအောင်ဆုံးမအဲ့တော့ဆရာတော်ကတော့မသိအေးဟုတ်ပါတယ်မိဘကျေးဇူးဟာဒီကောင်ကစကားနားမထောင်မိဘကျေးဇူးဆော်ကားတယ်ဆိုဆရာတော်တွေကတော့ဒါလေးကတော့ကောင်းမယ်ကောင်းစေခြင်းနဲ့စာနာနဲ့လုပ်ပေးတာဒါပေမဲ့တစ်ဖက်ကပါတယ်သူကသူ့အတ္တမဖြစ်လို့ပြောနေတာအဲ့တော့သူ့အနေနဲ့ချမ်းသာခြင်းတခြားနည်းမရှိဘူးလားတခြားလို့သူ့ရဲ့ဝါသနာပါရာသူဖြစ်မြောက်ရာကိုကိုကထောက်ပံ့လို့မရဘူးလားဒီအလုပ်တစ်ခုလုံးမှာပဲလူရဝင်တာလားပေါ့ပြောချင်တဲ့သဘောကဆရာဝန်ဖြစ်မှပဲလူရဝင်တာလားအင်ဂျင်နီယာဖြစ်မှပဲလူရဝင်တာလားကျန်တာတွေရောလူရမဝင်လို့လားကျန်တဲ့အရာတွေနဲ့စီဝါရေးလောက်ကန်စားတော့ပြီးချမ်းသာနေတဲ့လူတွေအများကြီးပဲဟုတ်တယ်မလားပြောချင်တဲ့သဘောအဲ့ဒါကသူ့ရဲ့အဲ့ဒါသူဘာပဲသူကြွားခြင်းတယ်အမျိုးတွေမှာသူမျက်နှာရခြင်းတယ်နောက်ွယ်မှာဒါစေတနာဆိုတဲ့နောက်ွယ်မှာသူတို့အဲ့ဒါလုံးဝဖုံးကွယ်ထားတာအမြင်မခံဘူးအဲ့ကြောင့်ပြောတခါလေကြာရင်မိဘကျေးဇူးဆိုတဲ့အရာကိုနဲ့ထောက်ပြီးပြောကြလူတွေအဲ့ဒါအထိကံမခံဘူးတခုခုပြောလိုက်ရင်
ပြောတယ်ခုဟိုချို့လူတွေကပြောတာကျွန်တော် online မှာမြင်ပူတယ်မှာငါတို့မိဘကျေစုဆိုတော့မိဘဟာသားသမီးပေါ်မျှော်လင့်ချက်ချို့မိဘတွေကပဲသားသမီးဖြစ်ချင်အောင်အဓိကထားတာနဲ့အိမ်နေချင်းပဲအကုန်မဟုတ်သားသမီးဘာဖြစ်ချင်သားသမီးနဲ့အဆင်ပြေတဲ့အရာတို့ကလုပ်ပေးတာအဲ့လိုမျိုးများမိဘကျေစုဆိုတာအကြောင်းပြပြီးသားသမီးဒုက္ခမပေးပါနဲ့သူတို့ကဘာပြောလဲဟာနင်ဗုဒ္ဓဘာသာမဟုတ်ဆိုတာအဲ့မှာစပြီဗုဒ္ဓဘာသာဆိုရင်ကံကြီးဂျိုလက်ခံတယ်လေကံကြီးဂျိုဒီကလေးမှဖြစ်ဖြစ်ကံပါမှလုပ်လို့ရပါမဟုတ်လားတကယ်တော့သူတို့ကဘာလဲဆိုကွဲရမှာငါသမီးကဆရာဝန်ငါသမီးကဘာအခုကျွန်တော်တို့ online မှာဘလူပြန်နေဟာငါသမီးကငါသားဘယ်နိုင်ငံမှာငါသမီးကဘယ်နိုင်ငံမှာငါသမီးကိုဘလို့ပေါ့သူတို့ကကြွားချင်တာသူတို့ကအဓိကကြွားချင်တယ်သူတို့ခုံရချင်တယ်မျက်နှာရချင်တယ်အဖားရခံချင်တယ်ကျွန်တော်ပြောတာကချစ်တာတော့မချစ်ဘူးမဟုတ်ဘူးချစ်တယ်ဒါပေမဲ့ဆော့ဆော့ပြောနောက်ကွယ်မှာသူတို့အတားပူအရေးကြီးတယ်လူတွေကပြောရမယ်ဆိုဖះကိုယ်တိုင်ဟောထားပြီးတာညင်းလို့မရတာသမီးချစ်တာချစ်တယ်ဒါပေမဲ့ဖះလက်ထက်ကမိခင်နေတော့လာမနိုင်ဖះလက်ထက်ကမိခင်နေဒီဖះလက်ထက်မှာလူဖြစ်ကနေဟောတော်ယုံတန်ယုံကုသိုလ်တော်ယုံမြစ်တာပါတယ်မိစေတနာပါတယ်မိထူးချွန်ထမြတ်ပြီးလုံးမို့ဖះလက်ထက်မှာလူဖြစ်ပြီးအကျွတ်တရားရကြတာအဲ့အကျွတ်တရားရတဲ့လူနဲ့ဖះသာသနာရဲ့ဒီဘက်မှာဖះနဲ့မတွေ့ခဲ့တဲ့အချိန်မှာနော်ကျွန်တော်ဖះကြောတော့ပါတယ်မလားသာသနာပြင်ပမှာဖြစ်တော့မှာသာသနာတွင်မှာဖြစ်ရပါလို့ဆူတောင်းခဲ့ကြရတယ်ဟုတ်တယ်ဖះနဲ့တွေ့တဲ့အချိန်မှာဖះဝင်တဲ့အချိန်မှာလူဖြစ်ရပါလို့ဆူတောင်းခဲ့တယ်နည်းနည်းတော့ကုသိုလ်မှမဟုတ်တာဖះနဲ့တွေ့ဖို့ဆိုတာအဲ့တော့ပြောချင်တာအဲ့လိုမျိုးမှလူဖြစ်ကနေဟိုကဘယ်သူမှ 100% မဖြစ်ဘူးအဲ့ဒါရောသွားပြီး 100% ကောင်းတယ်ဆိုတာမျိုးတော့ကျွန်တော်အနေနဲ့လက်မခံနိုင်ဘူးဘယ်သူမှလည်းဖះလောက် 100% ပြည့်စုံတယ်လို့မရှိဘူးဒါတော့မှဖះတော့မှ 100% မပြည့်စုံပါဟုတ်တယ်မလားအနည်းဆုံးတော့ 98% 99% လောက်ကပဲဖះကိုယ်တိုင်ကအစဒီကိုရောမြတ်ဖះကိုရောမြတ်ကိုယ်တိုင်အစပြည့်စုံတာပါเนาะ 100% ဆိုတာလောကမှာမရှိဘူးဒီသဘောမျိုးပဲပေါ့เนาะအဲ့တော့မိဘတွေကိုယ်နိုင်ကလည်းခက်ဆွပြောလို့ပဲသူတို့အတ္တအတွက်ဖုံးကြီးကိုပူကတ်တာတကယ်တမ်းကသူတို့အတ္တဖြစ်ချင်တာသားသမီးကလုံနိုင်တာမလုံနိုင်တာဒီသားသမီးရဲ့ကုသိုလ်ကံကဘလို့လဲဆိုတာ तू ကနာမစင်စားဘူးနားမလဲ तू က तू ဖြစ်ချင်တာဦးစားပေးလိုက်တာဒါကြောင့်လဲတခါလေးပါကျုပ်စီရတော့ဖျားကြီးကိုယ်တိုင်ပြောမိဘကလည်းမိဘအတ္တပဲမိဘလည်းမှားတာရှိတာပဲဟုတ်တယ်မလားအဲ့တော့ဥပမာပြောရရင်ကျွန်တော်တို့ဖျားလောင်းပဲကြည်လိုက်ဖျားလောင်းကိုသူ့ရဲ့မိဘကစကြဝဠာမင်းဖြစ်စေခြင်းနဲ့ဖျားခရုံးမဆိုင်အိုင်တော့ကဲပဲဘာလို့တော့လဲလူကြီးအားလုံးအိတ်ချိန်မှာခါတဲ့ကောက်စီပြီးတော့သူ့ရဲ့နမိတ်လေးပါလဲရလာခါတဲ့ကောက်စီပြီးမိဘလည်းမပြောမိဘလည်းမပြောကောက်ထွက်သွားတာသူဘယ်သူပါပြောလို့ရလဲအဲ့ချိန်ကပြောတယ်မိဘစကားနားမထောင်ဘူးလို့ပြောလို့ရတယ်ဖျားတော့မိဘစကားနားမထောင်အဲ့တော့ဖျားတီကောင်းသောအမှုကိုလုပ်တာတောင်မိဘစကားနားမထောင်သူလုပ်တဲ့နဲ့ဖြစ်နေလုပ်ချလိုက်တာအဖြစ်လို့လေသူဒီအုတ်ထင်းမှုလွတ်သွားပြီကျွန်တော်အဲ့မှာဆိုအုတ်ထင်းမှုဆိုတဲ့ဟာစကားရန်ပြောတယ်အဲ့တော့အုတ်ထင်းဆိုမြန်မာနိုင်ငံမှာအုတ်ထင်းမှုဆိုတာ ਨੇ ဒီသားသမီးကိုဟိုမသိမချင်းအပိုင်လို့တတ်မှတ်တာမြန်မာလူမဟုတ်ဘူးအုတ်ထင်းမှုဆိုတာအရွယ်ရောက်တဲ့အချိန်မှာအုတ်ထင်းမှုကိုဒီပိုင်ဆိုင်နေတာမှုမဟုတ်ဘူးအုတ်ထင်းနေဆိုတာခဏယာယီအသိဉာဏ်မပြည့်စုံခင်မကြွရခင်မလမ်းမမရအောင်မိဘတော်နေဆုံးမဖို့အတွက်အချိန်ခါတစ်ခုပဲအရွယ်ရောက်ပြီဆိုတော့အားလုံးကိုလက်ကိုချီအကုန်လုံးကိုရက်တည်ရတယ်မိဘလည်းရက်တည်နေအောင်တခါလေအဲ့ဒီအဲ့လိုရက်တည်နေအောင်မိဘဒီအသက်အရွယ်မရောက်ခင်ကြားထဲမှာတင့်သွင်းဆုံးမရတယ်ပြီးရင်မိဘနေမှာအဲ့ကြားထဲမှာလမ်းပြရတယ်တုံတင်ဆုံးမတယ်အသက်အရွယ်ရောက်တဲ့အချိန်မှာတော့မှားခြင်းမှန်ခြင်းကောင်းခြင်းဆိုခြင်းအနေအချင်းနောက်ကနေမှလိုက်ပြီးတော့ထိန်းချောင်းပေးရုံလိုက်ပြီးအုပ်ချုပ်လိုက်ပြီးတော့ဟို control လုပ်တာလိုက်ပြီးဟိုလုပ်တာအဲ့ဒါမဟုတ်ဘူးအဲ့မြန်မာတွေကမှားနေတာတော့မြန်မာတွေကမှားနေတာဖះကိုယ်တိုင်အားအစားရှင်းရှင်းပဲအရွယ်ရောက်လာတယ်သူဟိုဖြစ်တာနဲ့နမိတ်ရတာနဲ့မိဘကစကြဝဠာမြစ်ဖြစ်ခြင်းလဲနိုးပဲသူလှုပ်ချင်တော့လှုပ်တယ်နော်လှုပ်တာအဲ့တော့မှန်တဲ့အရာတော့မှမိဘအတိမပေးတာဗျာမဟုတ်တာလှုပ်ပြီဆိုရင်တော့မိဘအတိပေးပါတော့မလားစဉ်းစားလိုက်တော့နော်အဲ့ဒါကိုကျွန်တော်တို့မိဘတွေကဘာဖြစ်သွားလဲဆိုတော့သူဖြစ်ရမယ့်အကြောင်းတရားပိုင်းဖြစ်လာမှာပဲတားလို့မရဘူးဟုတ်တယ်မလားအစာတက်လည်းတားလို့မရဘူးနော်ဒီဝက်ထက်လည်းတားလို့မရဘူးနောက်ပြီးတော့အင်ကူလီမာလာလည်းဖြစ်ချင်တယ်တော့တားလို့မရဘူးလေဟုတ်တာဘသူတားရကောင်းခြင်းနဲ့တားမရလို့ဆိုးခြင်းနဲ့တားမရဘူးဖြစ်ရရှိဖြစ်လာမှာအဲ့ဒါရောမိဘဘာဖြစ်လာလိုက်ပြီးတော့ပိတ်ပြီးအဲ့တော့ဘာဖြစ်သွားလဲဆိုတော့သားသမီးကအဲ့လိုမျိုးလိုက်လာတော့သားသမီးစိတ်ထဲမှာစိတ်ခုသွားတယ်သားသမီးကိုအာကုသို့ပေးတယ်မိဘဖြစ်သွားတယ်အဲ့ဒါဘယ်ဟာတွေမှာဘသူတွေအလုပ်များလဲဆိုတော့ဖအေးနဲ့မအေးမှာမအေးတွေကအဓိကပဲမအေးတွေကဘာလုပ်လဲသူတို့ဖြစ်ချင်တဲ့အတာကိုဦးစားပေးတယ်ဒါကိုဘာနဲ့ဖုံးအုပ်လိုက်လဲဆိုတော့ငါတို့ကမိဘမြတ်တာကျေးဇူးတရားဆိုတဲ့စေတနာငါတို့ကမိဘကိုဖြစ်စေခြင်းလို့ဆိုဖြစ်စေခြင်းရဲ့နောက်ကွယ်မှာသူတို့အတာတွေရှိတယ်ဒါတွေကိုလူတွေကမသိဘဲနဲ့ဒါကိုပြောရင်တော့ဆော့ဆော့ကျွန်တော်ပထမပိုင်းမှာပြောသလိုပဲလေဟုတ်တယ်မို့လားသူတို့ကဘာနဲ့ဖုံးအုပ်လိုက်လဲဆိုတော့ဆော့ဆော့ပြောစေရဖះဟောခဲ့တဲ့ကျေးဇူးတရားမေတ္တာတရားဆိုတဲ့ဖះဟောတဲ့တရားလေးကိုယူပြီးတော့နောက်မှာသူတို့ဖြစ်ခြင်းတဲ့အတာကိုပုံဖော်တာနော်အဲ့တော့ပြောနေဆော့ဆော့ပြောလို့ပေါ့နော်ဗုဒ္ဓရဲ့အဆုံးအမအနေချင်းကိုယူပြီးသူတို့ရဲ့အတာကိုဖြည့်ဆည်းတာပဲပေါ့နော်ဒါဒီကျွန်တော်မြင်နေပေါ့နော်ပထမအချက်ပေါ့နော်အဲ့တော့မိဘတွေကတော့ငါမွေးထားတာငါအပိုင်ဆိုပြီးတော့ကျွန်တော်တို့တတ်မှတ်ပြီးတော့ဟိုသားသမီးကိုသူဖြစ်ချင်တာသူလိုချင်တာသူရချင်တာ
အတွက်ပဲဆိုတော့စေတနာဆိုတဲ့နာမည်ပေါ်မူတည်ပြီးတော့စေတနာပေါ့ငါနည်းကိုဖြစ်စေခြင်းနဲ့ဆန္ဒပေါ့နော်ကောင်းစေခြင်းနဲ့ဆိုတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့သူတို့ကသူတို့ရဲ့အတ္တကိုဖုံးကွယ်ပြီးတော့သူတို့ဖြစ်ချင်တာဦးစားပေးပြီးလုပ်သွားတာဒါတော့ဖရာဟောတရားနဲ့ကြည်ရင်ကျွန်တော်သားသမီးဆိုတာကလည်းဒီဘဝမှာအကြောင်းကြိုးကြပြောသားသမီးရတယ်လို့မဟုတ်ပါဘူးလူတိုင်းအားလုံးဒီအကြောင်းအကျိုးတစ်ခုခုကြောင့်လားကျွန်တော်ဒီဘဝမှာခဏတာလာတွေ့တယ်အပိုင်တွေ့နေရမှာမဟုတ်ကိုယ်အပိုင်ပစ္စည်းမဟုတ်ဘူးသူကလည်းသူ့အကြောင်းနဲ့လုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်တရားနဲ့ဒီမိဘရဲ့ကုသိုလ်အကုသိုလ်တရားနဲ့တူလို့လာတွေ့တာဒါတတင်ကပဲဟုတ်တယ်မလားဒါတခဏပဲအပိုင်ဖြစ်သွားတာမဟုတ်အဲ့တော့ငါမွေးတိုင်းငါပိုင်နေလို့သတ်မှတ်လို့မရဘူးအဲ့တော့အုတ်ထင်းမှုဆိုတာကိုနားမလဲဘူးအဲ့တော့အုတ်ထင်းသူဆိုတာကတကယ်တမ်းပြောရင်ကျွန်တော်တို့အခုဒီဘက်ခက်စကားရပြောရရင်မွေးရဲ့အရွယ်ကနေ16နှစ်အထိပေါ့နော်ဒါဒီအတိညာမဖွံ့ဖြိုးသေးတဲ့အရွယ်မပြေဆုံးသေးတဲ့အရွယ်ဒီရွယ်ကိုခဏတာမိဘကလမ်းမမရအောင်ခဏတာအုတ်ထင်းပေးရတာအဲ့တော့ကျွန်တော်တို့ဖះလက်ထံမှာပဲကြည်ကြည်တာဒီအရွယ်ရောက်တဲ့ချိန်မှာဟာလားအသက်ပြည့်တဲ့ချိန်မှာသွားမင်းဘယ်ချိန်မှာဖះကဒီတာပါမောက်ခစီလွတ်တယ်နော်ဖះဒီပါတိုင်းဖြည့်တဲ့ဟာကြည်ကြည်တယ်အရွယ်ရောက်တဲ့ချိန်မှာဒီတာပါမောက်ခစီမှာပညာတော်တင်သွားမင်းလွတ်တော့မသွားတော့မင်းဟာမင်းပညာတင်မင်းရက်တီတော့ဆိုလွတ်တာလေဘယ်မိဘနေမှာငါဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ငါဖြစ်ချင်တာလုပ်ပေးနော်ဖះအဲ့ခေါ်တဲ့ဇာတ်တော်တွေပါပြန်ကြည့်ပါမရှိပါဘူးဟုတ်တယ်မလားအဓိကတော့ပြောချင်တာကအရွယ်ရောက်ပြီဆိုရင်မိဘလွတ်လိုက်ပြီပဲနည်းနည်းပါးပါးလောက်ပဲပြောဆိုဆုံးဥမာတစ်ခုခုလုံနေလုံရင်တန်းတန်းနဲ့မှာအကြံဉာဏ်ဝင်ပေးတာပဲပေါ့ပြောရင်ဒီဘက်ခက်စကားရပြောရရင်ကျွန်တော်တို့ဟိုဒီမွေးစားနေမှာကျွန်တော်တို့ session နဲ့ရွယ်ထိလိုအပ်တဲ့လို့ဒီဘက်ခင်မှာတော့ပညာသင်ပြီပေါ့အရင်တော့ session နဲ့ကြော်မှာပညာသင်တာနော်အဲ့တော့ဒီဘက်ခင်မှာတော့လိုအပ်တဲ့ပညာတွေသင်ပေးလိုက်တယ်လမ်းမမအောင်လို့မှားခြင်းမှန်ခြင်းဆုံးဖြတ်နိုင်စွမ်းရှိအောင်လို့သင်ပေးလိုက်တယ်ဒါပေမဲ့မပိုင်ဘူးနော်မပိုင်ဘူးသူ့အနေနဲ့ခဏတာအုပ်ထိန်းတာပဲရှိတာဒီလူတယောက်ကသူ့ခန္ဓာသူ့ပိုင်တယ်ကိုယ်ခန္ဓာကိုယ်ပိုင်အဲ့ကိုယ်ပိုင်ပါတယ်ဆိုတော့ကိုယ်ခန္ဓာတော့မှ 100% မပိုင်ဘူးဟုတ်တယ်မလားပြောရင်တော့တခြားတွေ့ချင်ကိုယ်ခန္ဓာကိုယ်တော့မှကျွန်တော်တို့တကယ်ပိုင်တာကလေ30%လောက်ပဲရှိတယ်သိလားအဲ့ဒါကျွန်တော်ခန္ဓာကိုယ်လှုပ်ရှားဖို့အတွက်ပဲလေကိုလိုချင်တယ်လို့လှုပ်ရှားနိုင်တာပဲရှိတယ်ဗျကျွန်တော်ခန္ဓာကိုယ်ပြောရင်တော့ရှင်းပြော80%တော့မပိုင်ဘူး30%မပိုင်နဲ့80%ဒီကျွန်တော်မပိုင်ဟုတ်တယ်မလားအဲ့ဒါကိုမိဘနေမှာငါပိုင်ပါတယ်ဆိုပြီးတော့အခုကဟိုပြောနေကြတာတော့လွဲနေပြီဟိုတချို့ဆရာတော်လည်းဟောကြတယ်တပည့်တော့ပြောချင်တာတော့ဆရာတော်တွေကိုလည်းတေချာဆန်းစားပါကိုခန္ဓာကိုယ်တော့မပိုင်တာစိုက်မဲဆိုင်နဲ့မပိုင်ဘူးเนาะမိဘနဲ့တာသမီကြားမှာစိုက်မဲဆိုင်နဲ့မပိုင်ပါဘူးအဲ့တော့ပြောချင်တယ်ကခဏတာလမ်းမမရအောင်တွန်းတင်ဆုံးမတဲ့အနေနဲ့ထိန်းချောင်းတယ်ပြောရင်ကွာဒီကလေးမကြွေးတာဘူးဟုတ်တယ်မလားကိုယ်ပိုက်ထဲကထွက်လာတယ်မစားတဲ့သူ့ဟာသူရှားစားမှတောက်စားမလုပ်တတ်သေးဘူးလေမှားလမ်းမှန်လားစဉ်းစားဆုံးဖြတ်ပိုင်မှာမရှိဘူးဟုတ်တယ်မလားအဲ့တော့ခဏတာကျွန်တော်တို့ထိန်းခဏတာသူ့ကိုကာဝယ်ဆောင်းရှောက်ပေးတာခဏတာထိန်းသေးတယ်သူအရွယ်ရောက်သွားပြီဆိုမိဘနဲ့မဆိုင်တော့မိဘအိမ်မှာနေလေဆိုင်တော့မဆိုင်တာအရွယ်ရောက်သွားရင်သူ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်သူ့ရဲ့လုပ်ပိုင်ခွင့်မိဘဒီဆိုင်မဲဆိုင်နဲ့မပိုင်ဘူးမွေးခင်တည်းကဆိုင်မဲဆိုင်နဲ့မပိုင်ဘူးပြောရင်ဒါခဏတာအုတ်ထိန်းတာပဲရှိအဲ့အုတ်ထိန်းတာကိုမြန်မာမိပါတယ်အနားမလဲအုတ်ထိန်းတာအပိုင်လိုမျိုးထင်ပြီးအကုန်လိုက်ပြီးတော့အရာအလုံးကိုဖြစ်စေခြင်းတဲ့အတိုင်းလုပ်တယ်ဝင်ရောက်ဆွတ်ဖက်တယ်တည်တယ်မလားတချို့ဆိုအိမ်အောင်ကြတဲ့ဒီဝင်ဆွတ်ဖက်တာတွေရှိတယ်ဒီကဲအိမ်အောင်မကြပြောနဲ့16နှစ်ကျော်ရင်ကိုယ်နဲ့ကိုမဆိုင်တော့တာလုတ်ပေးရရှိရလုတ်ပေးရမိဘဝတ္တရားရဟုတ်တယ်မလားကျွန်တော်တို့အမွေခွဲတင်အမွေပေးတင်ပေးရမယ်ဟောကျွန်တော်တို့ဒီထောက်ပံ့တင်ထောက်ပံ့ရမယ်လိုအပ်တာလုပ်ပေးရမယ်ကျွန်တော်ပြောတာကမှားနေငါသားရင်မင်းမှားတယ်မင်းဒါတော့မလုပ်တင်ဘူး။ရောင်ငါသမီးရင်မင်းမှားတယ်မင်းဒါလေးတော့မင်းလွဲနေပြီဒါလေးတော့ဒီလိုလေးလုပ်ရင်ကောင်းမယ်။ idea ပေးတာမျိုးပဲ16နှစ်ကျော်ရင်ဒါပဲလုပ်လို့ရမယ်။ဒါကငါပိုင်းနဲ့ငါသမီးဆိုအခုကငါသားငါသမီးငါပိုင်းနဲ့ဆိုပြီးအရာအလုံးလုပ်နေတာတကယ်တမ်းကဖះဟောတရားနဲ့ညီဖះဟောတရားနဲ့ညီဆိုလွဲနေပြီ။ဟုတ်လားဖះတောင်မှဒီသူ့ရဲ့တရားတစ်ပေါက်ကိုဝင်ကျင်ရင်တောင်မှ16နှစ်ကျော်ပြီးအရွယ်ရောက်တဲ့လူဆိုရင်မိသားစုကခွင့်ပြုချက်တောင်းပါလို့ဖះတစ်ခေါက်မှမဟုတ်ဘူးဒါပေမဲ့မိဘစီကခွင့်ပြုချက်တောင်းခိုင်းတဲ့အချိန်ရှိတယ်အဲ့ဒါပါလေ16နှစ်အောင်အရွယ်မရောက်ခင်ဒီကလေးသူငယ်တွေအရွယ်အချိန်မှာဖះကသူ့ရဲ့တာသနာဖောင်ဝင်ဖို့ဆိုရင်မိဘစီကခွင့်ပြုချက်တောင်းခိုင်းတယ်အုတ်ထင်းသူစီကခွင့်ပြုချက်တောင်းခိုင်းတယ်ပေါ့ဗျာပြောရင်ဘာကြောင့်ခွင့်ပြုချက်တောင်းခိုင်းတယ်ရှင်းနေပဲဒီငယ်ရွယ်တဲ့သူကိုဒါဖះကနေမှအုတ်ထင်းသူရဲ့ခွင့်ပြုချက်ကိုဒါဟိုမယူခိုင်းမနဲ့တော့ရင်လူတွေကလက်ညှိုးထိုးရောနိဟာဘာလဲကလေးကိုဒါလိန်ပြီးတော့ဟိုမြူဆွဲပြီးဟောလို့ကလေးကဒီလိုဖြစ်တာအတိညာမပြေဆုံးတဲ့လူဆိုပြီးဖြစ်လာမှာလေဒါတဘာဝကြတယ်ဗျာဟုတ်တယ်မလားအဲ့ဒါဒါပေမဲ့အသက်16နှစ်ကျော်သွားချိန်မှာလူကအတိညာဖွံ့ဖြိုးမှုပြေဆုံးသွားပြီတွေးခေါ်စဉ်းစားဆင်ញဉာဏ်ပြေဆုံးသွားတဲ့အချိန်မှာဖြစ်သွားတယ်ဘယ်သူခွင့်ပြုချက်မှမလို့တော့စိုင်မဆိုင်တယ်မိသားမိဘလေမိဘအနေနဲ့ဒီသားသမီးစိုက်တယ်
ဒီဘဝရသွေးသားတော်ဆန်မှုရဆိုင်တယ်မပိုင်းတော့ဒီသားသမီးသူရဲ့ဆုံးဖြတ်ခွင့်သူဟာသူလှုပ်ချင်တာရှိအဲ့ဒါမှသားသမီးကမိဘဆုံးဖြတ်တဲ့အတိုင်းမလှုပ်လို့ဟိုပေါ့နော်မိဘကိုစော်ကားတယ်လို့ပြောလို့မရဘူးတကယ်တမ်းတဘာဝတရားပေါ့နော်တရားသဘောအရာစဉ်းစားကြည့်ရင်ဒါကိုမြန်မာမိဘတွေတည်တယ်လေပေါ့ဒါကကျွန်တော်အုတ်ထိတ်မှုဆိုတာကိုကျွန်တော်နည်းနည်းလေးတေချာလေးရှင်းပြပေးတယ်ကျွန်တော်မြန်မာနိုင်ငံမှာလွဲနေလို့အဲ့တော့စောစောပြောလို့ကိုပြောနေ16နှစ်ကျော်သွားရင်ကိုယ့်ရဲ့ထောက်ပံ့မှုဒါထောက်ပံ့မှုလုပ်ပေးတဲ့နာလုပ်ပေးမယ်အမွေခွဲတဲ့နာခွဲပေးမယ်လိုအပ်တဲ့ဟာလေးကိုနည်းနည်းပါးထိန်းချောင်းကြည့်ပေးမယ်လိုက်ပြီးဟောကျွန်တော်တို့ကလေးတယောက်လိုမျိုးလိုက်ပြီးတော့ဟောချီယိုတေဘောက်ကစားလိုက်ပြီးတော့နေရာတကာဝင်ဆွတ်ဖက်နေလို့မရတော့ဘူးဟိုဖះလည်းအဲ့ဒါကိုတေချာချာဟောပေါ့နော်ဖះဟိုတရားတွေထဲမှာကြည်အဲ့ဒါသိတာပါလိမ့်မယ်နော်အဲ့ဒါကိုဟိုကျွန်တော်ပြောတာဟိုအသက်16နှစ်ကျော်ပြီးမသိမချင်းဟိုအုတ်ထိန်မှုဆိုတဲ့ဟာအခုပြောနေတာရတော့ဒါမှန်တာပြောရင်တကယ်စဉ်းစားကြည့်ရင်လွဲနေတယ်ပေါ့နော်အဲ့တော့ဒီမိဘတွေကဆောကျွန်တော်ပြောတော့သူ့ရဲ့အတ္တအတွက် ਨੇ ဆောပြောတာသမီးရဲ့ကုသိုလ်အကုသိုလ်နားမလဲဘူးဒီတာသမီးဒီဟိုပြောကိုနဲ့ဟိုဆိုင်မဲဆိုင်တာနောက်ပြီးအကြောင်းတစ်ခုကြောင့်ကုသိုလ်အကုသိုလ်အကျိုးအားပေါ့နော်အကျိုးပေးတစ်ခုကြောင့်ကျွန်တော်တို့ကဒီမှာခဏတာလာတွေ့တာလေဟုတ်တယ်မလားသူလည်းသူတာမွေးထားတဲ့တာသမီးတဖေးတမေနဲ့ကိုပေါက်ခဲ့တဲ့ဒီမိဘကိုယ်တိုင်ပဲသူ့ရဲ့မွေးခြင်းတွေကြည့်ပါအောင်ချမ်းသာတဲ့လူရှိတယ်ဆင်းရဲတဲ့လူရှိတယ်ပုံမှန်ဘဝနဲ့လေပတ်နေတဲ့လူရှိတယ်မျိုးစုံပဲအဲ့ဒါကိုတော့မှသူတို့ဈားထဲမှာသူတို့ရဲ့ကြွားခြင်းဝါခြင်းတာတာခြင်းတာတစ်ဖက်သားကိုနှိမ်ခြင်းတာငါဆိုပြီးလက်မထောင်ပြီးတစ်ဖက်သားကိုဖိခြင်းသူတို့လို့ပေါ့နော်သူတို့ဆွေမျိုးချင်းဖိခြင်းတာကိုသားဟိုလှုပ်ပေးပြီးတော့တခြားကိုရဲ့ပေါ့နော်အမျိုးတွေရဲ့အဆွေတွေဟာတွေကိုဖိခြင်းတာနှိမ်ခြင်းတာဒါမျိုးစိတ်တွေနဲ့သူတို့ကတွန်းအားပေးနေတာသားသမီးကိုကောင်းစေခြင်းတဲ့စိတ်မဟုတ်ဘူးသားသမီးကိုကောင်းစေခြင်းတဲ့စိတ်မဟုတ်အဲ့ဒါကိုသူတို့ကဖုံးကွယ်နေကြတယ်နော်အဲ့ဒါလေးပေါ့နော်ဒါမိဘနဲ့သားသမီးကြားမှာဖြစ်နေတဲ့အရာပေါ့နော်နောက်တစ်ချို့ရှိတာကကျွန်တော်တို့ဘာလဲဆိုတော့သားသမီးကိုဖြစ်ချင်တာဖြစ်ကိုဂရုကိုမစိုက်တယ်မိဘမျိုးဒါလည်းမိဘဒီသားသမီးကိုအကုသို့ပြဟုတ်တယ်မဆုံးပါဘူးဒါကိုသားသမီးမှားနေလည်းမဆုံးပါဘူးလုတ်ပြတာငါနဲ့မဆိုင်ဘူးဆိုတဲ့နေတာမျိုးသူတို့ဆိုလေရှင်းပြောရင်သားသမီးကိုအကုသားသမီးကဟိုမှာကျောင်းမှာအနိုင်ကျင့်နေနေဆက်တယ်မပြောရင်မကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေမတော်တဆကောင်းသွားရင်တော့ကလေးရဲ့ကံပဲမကောင်းဘူးဆိုရင်သားသမီးဆုံးမှာဆောပြောလို့ဒီအရွယ်အတွင်းမှာဒီမွေးစားအနေမှာဆက်ရှင်တွေအတွင်းမှာသားသမီးကိုဆုံးမှာမလှုပ်တင်မလှုပ်ထိုက်တာကိုချင်းစာတရားမေတ္တာတရားမတရားမှုလုံးဝမလုပ်ရဘူးကိုချင်းစာတရားထားမယ်ဒါမျိုးဆိုမဆုံးပါဘူးသားသမီးလှုပ်သမျှပြတ်ထားတယ်မြောက်ပေးတယ်အဲ့တော့ဘာဖြစ်ဒါလဲဆောပြောနှစ်မျိုးလုံးဒီမိဘကသားသမီးကိုအာကုသို့ပေးတာပဲအဲ့တော့စဉ်းစားကြည့်တကယ်တမ်းပြောမိဘဒီသားသမီးကိုတကယ်ချင်းအာကုသို့မပေးတယ်သားသမီးအာကုသို့ရအောင်မလုပ်တင်ဘူးပေါ့နော်အဲ့ဒါကိုသူတို့ကဘာနေလဲဆိုတော့ဒီလိုလှုပ်ချင်းတရားကိုကျွန်တော်စောပိုင်းကပြောခဲ့သလိုပဲကျေးဇူးတရားနဲ့ဖိတယ်နောက်ပြီးတော့ဆောပြောလို့ဖြစ်စေခြင်းတို့စေတနာနဲ့ဆိုတဲ့စေတနာကိုအကြောင်းပြပြီးအဲ့ဒါဖရာဟောတရားအစင်မှန်ကိုအနေချင်းကိုယူပြီးတော့နောက်မှာအတ္တအတွက်အသုံးချတာရဲ့ကျွန်တော်ဒါပြရုပ်တစ်ခုလိုပဲကျွန်တော်ပြောချင်တာပေါ့နော်